အားလုံးပဲမင်္ဂလာပါတကယ်ချင်းလေးတို့ရေဒီနေ့မှာတော့တခွားတီးရဲ့ကောင်းကျိုးအထွေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တခွားတီးဟာအစာအိမ်ရဲ့ acid ဓာတ်ကိုရှော့ချပြီးတာကစလို့အသားရည်ကိုညီညာချုံးမွေစေသည့်အထိကောင်းကျိုးများပေးနိုင်ပါတယ်။ဝက်တေအသားရည်အတွက်ကောင်းကျိုးတခွားတီးမှာကြွက်သားအယိုးနဲ့အယိုးနှူးတွေကျန်းမာကြံ့နိုင်စေဖို့အတွက်လိုအပ်တဲ့စီလီကာဓာတ်တွေကျေဝစွာပါဝင်ပါတယ်။ဒီလိုစီလီကာဓာတ်ပါဝင်တဲ့အတွက်ဝင်းဝါဆိုပြတဲ့အသားရည်လိုချင်သူတွေကိုတခွားတီးဖြော်ရည်တောက်ဖို့ဆရာဝန်များကထောက်ခံချက်ပေးကြပါတယ်။ဒါအပြင်တခွားတီးမှာရေဓာတ်ပြေဝတာပါဝင်တဲ့အတွက်တဘာဝအတိုင်းအဆိုဓာတ်ပြေဝလှပတဲ့အသားရည်ကိုရရှိနိုင်စေမှာဖြစ်ပါတယ်။နေလောင်တာမျက်လုံးရိပ်ဖောင်းတာတွေကိုတက်တာစေဖို့တခွားတီးအနှစ်ကိုမျက်နာပေါ်လိမ့်ပေးတတ်ကြပါတယ်။တခွားတီးမှာပါဝင်တဲ့ ascorbate နဲ့ caffeine acid ဆိုတဲ့ဓာတ်နှစ်မျိုးဟာခန္ဓာကိုယ်အတွက်ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်တဲ့အဓိကဓာတ်နှစ်မျိုးပဲဖြစ်ပါတယ်။ဒီလိုအကျိုးကျေးဇူးတွေများတဲ့အတွက်တခွားတီးဟာအသားရည်အတွက်မရှိမဖြစ်ပစ္စည်းတစ်မျိုးဖြစ်နေတာပဲဖြစ်ပါတယ်။ဒါအပြင်တခွားတီးဟာကျန်းမာတန်ဆွမ်းတဲ့ဆိုင်ကေတာကိုရရှိနိုင်စေပြီးဝေချိုမြင်းကူနဲ့ဝက်ချန်တွေကိုပါတတ်တာပြောင်းလဲစေနိုင်ပါတယ်။သွေးပေါင်ကျစေနိုင်တဲ့အစာအသောက်ဖြစ်သွေးတိုးရောဂါကာကွယ်ရေးအဖွဲ့အစည်းရဲ့အလေးလာစံသားချက်မှုတွေအရမဂနီဆီယမ်ဓာတ်ပိုတက်ဆီယမ်ဓာတ်နဲ့အမြင့်ဓာတ်ကျော်ဝတဲ့အစာစားသုံးသူတွေမှာသွေးပေါင်ချိန်ပုံမှန်ထက်ကျော်နေနေတယ်လို့သိရပါတယ်။ဒါကြောင့်တခွားတီးဟာသွေးပေါင်ချိန်ကိုထိန်းညှိပေးတဲ့အပြင်ကြွက်သားအယိုးစင်းမြစ်တွေကိုပါကြန့်ခိုင်စေနိုင်ပါတယ်။စီးယိုကြစေနိုင်ပါတယ်။စီးယိုဝေဒနာရှင်တွေဟာတခွားတီးကိုတက်စာအဖြစ်စားသုံးလာကြတာနှစ်ပေါင်းများစွာရှိပါပြီ။ဘုံကြိုအိမ်မှာရှိတဲ့ဘီတာဆဲတွေဟာသွေးတင်းတကြားဓာတ်ကိုထိန်းညှိပေးတဲ့အင်ဆူလင်ဓာတ်ကိုထုတ်လွှတ်ပေးပါတယ်။ဒီလိုထုတ်လုပ်ပေးနိုင်ဖို့လိုအပ်တဲ့ဟော်မုန်းဓာတ်တွေတခွားတီးမှာအများကြီးပါဝင်ပါတယ်။ဒါအပြင်အစားအစာတွေမှာပါဝင်တဲ့ကက်ဆီဓာတ်နဲ့သူတို့ရဲ့ခန္ဓာကိုယ်ပေါ်အကျိုးသက်ရောက်မှုတွေကိုအချိုဓာတ်ဆန်နှုန်းနဲ့သတ်မှတ်ကြပါတယ်။တခွားတီးမှာပါဝင်တဲ့အချိုဓာတ်ဆန်နှုန်းဟာ3ညပဲဖြစ်ပါတယ်။ကက်ဆီဓာတ်ဟာသွေးတင်းတရားဓာတ်ကိုတက်စေနိုင်ပေမဲ့တခွားတီးမှာပါဝင်တဲ့ကက်ဆီဓာတ်ဟာစီးချိုယောဂတဲ့ဒီအတွက်အလွယ်တကူခြေပြတ်ပေးနိုင်တဲ့အတွက်စီးချိုကိုမတက်စေနိုင်ပါဘူး။ဒါကြောင့်အခုခေတ်မှာစီးချိုသမားတွေအတွက်တခွားတီးဖြစ်စောစာအဖြစ်ပင်လယ်တခွားတီးအမှုန့်ဆေးလုံးလေးတွေကိုဈေးကွက်ထဲမှာရောင်းချလာကြတာဖြစ်ပါတယ်။ကျန်းမာရေးကိုအထူးကောင်းမွန်စေနိုင်ပါတယ်။တခွားတီးဟာခန္ဓာကိုယ်မှာစုပုံလာတဲ့အစိတ်အတော့အညစ်အကြေးတွေကိုဖျောက်ပြက်ပေးနိုင်တဲ့အစွမ်းထက်အသက်စေတစ်မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ကြောက်ကက်စီးရိမ်အသေးနဲ့မုံကြိုအိတ်တို့ကိုအကျိုးပြုပါတယ်။တခွားတီးနဲ့မောင်လာဥနီကိုဖြော်ရည်လှုပ်တောက်ခြင်းဖြင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ပိုရှန်နေတဲ့စီးစိတ်တဲ့ယူရစ်အက်ဆစ်တို့ကိုရှော့ချပေးပါတယ်။ဒါကြောင့်ပုံမှန်တောက်သုံးပေးပါကခေါက်ယောဂနှင်းငုယောဂတို့ကိုပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ်။အကွယ်၍အဆုတ်နဲ့အစာရင်ယောဂတစုံတရာရှိပါကတခွားတီးကိုပုံမှန်စားသုံးပေးသင့်ပါတယ်။ဒါအပြင်ကြော်သားတွေကိုပျော်ပြောင်းစေနိုင်ပြီးတခွားတီးမှာပါဝင်တဲ့မဂနီဆီယမ်ဓာတ်တွေကသွေးလည်ပတ်မှုကောင်းစေကအာယုံကြောကိုဖြေလျော့စေနိုင်ပါတယ်။တခွားတီးမှာတတုဓာတ်တွေပြည့်ဝတဲ့အတွက်တည်သေးလက်သေးကွာခြင်းကိုကာကွယ်ပေးနိုင်ပါသေးတယ်။နောက်ထပ်တတိုးဆိုင်ရင်ပြည့် MD အောက်ဆီဒန့်တွေပါဝင်သေးတဲ့အတွက်အကင်လေးအကြော်တွေနဲ့လည်းတွဲဖက်စားသုံးသင့်ပါတယ်။အခြားအကျိုးကျေးဇူးများတခွားတီးဟာအေကာလီဓာတ်မြင့်မားတဲ့အတွက်ခန္ဓာကိုယ်ရဲ့ pH ဓာတ်ကိုထိန်းညှိပေးပြီး acid ဓာတ်ကိုလျော့နည်းစေနိုင်ပါတယ်။ဒါကြောင့်အစာရင်သမားတွေဟာတခွားတီးကိုပြန်ပဲရန်ခါစားသုံးပေးသင့်ပါတယ်။ယခုလိုမျိုးမိတ်ဆွေတို့အတွက်အကျိုးပြုတဲ့ဗီဒီယိုတွေတင်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ပြီးပြီးနောက်က notification လေးကိုနှိပ်ခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ။